ဘဝမှာကိုကပိုကောင်းလာခြင်းနဲ့ဆိုရင်ကစားပွဲကိုရင်ခုန်တတ်ပါကစားပွဲကိုရင်ခုန်တတ်ပါစေဘဝဆိုတာကစားပွဲပဲအမြဲတမ်းမနိုင်နိုင်ဘူးအမြဲတမ်းမရှုံးနိုင်တခါတလေသင်နိုင်မယ်တခါတလေမရှုံးဘူးတခါတလေသင်ယူရမယ်ရှုံးလာရင်ဘာလုပ်ရမလဲသင်လိုက်ရှုံးတယ်ဆိုတာသင်ရဲ့အားနည်းခြင်းနဲ့ပြိုင်ပွဲရဲ့အားသာချက်ကိုသင်ဖို့အခွင့်အလမ်းဖြစ်တယ်နော်ရှုံးလာပြီဆိုရင်ကျွန်တော်တို့ဘာရမလဲကျွန်တော်တို့ရဲ့အားနည်းချက်ကိုတွေးရမယ်လူချင်းရဲ့ပြိုင်ပွဲရဲ့အားသာချက်ကိုတွေးရအဲ့ဒီနှစ်ခုကိုရှုံးရင်သင်ရလူချင်းနိုင်ရင်သင်ယူစရာသိပ်မရှိဘူးလူချင်းနိုင်နေတဲ့အချိန်မှာလူတွေရဲ့ချီးမွမ်းတဲ့အတန်ကြီးကြားလူတွေရဲ့အားကြတဲ့အကြည့်တွေကြည့်ရခံစားဒါပဲရမယ်နိုင်နေသင်ယူလို့မရဘူးဟုတ်ဆိုလူချင်းနိုင်တယ်ဆိုတာလူချင်းတက်တော်တဲ့သူမရှိလို့နိုင်တာလေလူချင်းရှုံးလာပြီဆိုရင်တော့ကိုယ့်ရဲ့အားနည်းချက်ကိုသင်ယူရတယ်ကိုယ့်ပြိုင်ပွဲရဲ့အားသာချက်ကိုသင်ယူရတယ်ဒါကြောင့်ကစားပွဲကိုရင်ခုန်တတ်ပါနိုင်ရင်အောင်ပွဲကိုအရသာရှိရှိခံစားပါရှုံးလာရင်စိတ်တက်မကြပါနဲ့စိတ်တက်ကြပြီးတော့သင်ဖို့မေ့သွားအောင်မယ်သင်မှာရှုံးလာရင်ကစားပွဲကိုရင်ခုန်တတ်လာရင်ဘဝဆိုတာဘယ်လိုလုပ်